လက်နှစ်ဖက်မရှိတဲ့လူတစ်ယောက်ကကားမောင်းနိုင်မယ်ဆိုလို့ရှိရင်သိရုံမလားအဲ့ဒါတွေပြင်စာတွေရေးနိုင်မယ်ကွန်ပျူတာတွေအသုံးပြုနိုင်မယ်ရေလန်းကုန်နိုင်မယ်နောက်ဆုံး black belt ထိပါရနိုင်မယ်ဆိုရင်ရောအဲ့ဒါတွေထဲမှာပို့ပြီးတော့ထူးဆန်းဖို့ကောင်းတာကလေရင်တစ်စင်းလုံးကိုကိုယ်တိုင်မောင်းနှင်ပြီးတော့ကောင်းကင်ဘက်ကိုပြန်တက်နိုင်တဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။သူ့နာမည်က Jessica Cop ပါ။ဒီနေ့ပြပြမယ့်ဇာတ်လမ်းကမတန်ဆွမ်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းဆိုတာထက်ပေါ့နော်မဖြစ်နိုင်ဘူးဆိုတဲ့စကားကိုဘလို့အနိုင်ယူခဲ့လဲဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းပါ။ Jessica ကို1983ခုနှစ်အမေရိကန်မှာမွေးခဲ့တာပါ။သူမမွေးလာတဲ့အချိန်တုန်းကသူ့ရဲ့မိဘတွေကတော်တော်လေးဝမ်းနည်းခဲ့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Jessica မှာလက်နှစ်ဖက်လုံးပါမလာလို့ပါ။ကလေးတစ်ယောက်အနေနဲ့ကြီးပြင်းလာရတဲ့သူမရဲ့ဘဝတကယ်ကိုအရှင်နာစရာကောင်းပါတယ်။ကျောင်းတက်တော့လဲတကယ်ချင်းတွေဝိုင်းကြည့်တာခံရတယ်။စားနောက်တာခံရတယ်။လက်မပါတဲ့ကောင်မလေးဆိုပြီးတော့အချိန်ပြည့်ကဲ့ရဲ့ခံနေရတာပေါ့။အဲ့ဒါတွေကြောင့်လဲငငယ်ကလေးက Jessica ဟာအရန်ဝမ်းနေပြီးတော့စိတ်တူတက်ပါတယ်။ငါ့ဟိုကြမှာဘာလို့ဖျားသခင်ကလက်မပေးခဲ့တာလဲဆိုပြီးတော့ညာတိုင်းငိုခဲ့ဘူးတယ်လို့လည်းသူမကပြောပါတယ်။ဒါပေမဲ့ကံကောင်းတာတခုကသူမရဲ့မိဘတွေကသူမကိုဒါတနာစရာမတမစွမ်းလေးလို့ဘတော်မှမဆက်ဆံခဲ့ဘူးပေါ့နော်။သမီးမှလက်တွေမပါပေမဲ့တခြားကလေးတွေလုံနိုင်တာအကုန်သမီးလည်းလုံနိုင်ရမယ်ဆိုပြီးတော့အမြဲတမ်းစိတ်သက်ခွန်အားတွေပေးခဲ့ပါတယ်။အသက်17နှစ်အထိ Jessica ဟာလူတွေကြားထဲမှာပုံမှန်လူလိုဖြစ်ချင်လို့အတုလုပ်ထားတဲ့လက်အတူကြီးတွေကိုတက်ပြီးတော့သွားလာခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလက်အတူကြီးတွေကအရန်ကိုလေးပြီးတော့လှုပ်ရှားရခက်တော့တရုပ်ပြအောင်လောက်ပဲအဖက်တင်တာပေါ့နော်။တနေ့မှာတော့ Jessica ဟာစိတ်ပြတ်ပြီးတော့သူမအဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ပေါ့နော်။ငါလူတွေကြိုက်လိုက်လို့မနေတော့ဘူး။ငါမှလက်မပါတာကိုငါကိုယ်တိုင်ပဲလက်ခံရမယ်ဆိုပြီးတော့အဲ့ဒီလက်အတူကြီးတွေကိုချွတ်ပစ်လိုက်ပြီးတော့ဘတ်တော်မှပြန်မတက်တော့ဘူးလို့လည်းသူမဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးတော့ Jessica ဟာခြေထောက်နှစ်ပတ်ကိုလက်အဖြစ်ပြောင်းလဲအသုံးပြုဖို့အတွက်တေချာစတင်လေ့ကျင့်ခဲ့ပါတယ်။လက်အတူတွေကိုဆွလွတ်လိုက်တဲ့အခါမှာတော့ Jessica ရဲ့ဘဝမှာတကယ်ကိုအံ့ဩစရာတွေဖြစ်လာခဲ့ပါတယ်။လူတွေလက်နဲ့လုပ်တဲ့အရာမှန်သမျှကိုသူမကခြေထောက်နဲ့မရရအောင်လေ့ကျင့်တယ်။ခြေချောင်းလေးတွေနဲ့စွန်းကိုကင်ပြီးတော့ထမင်းစားတယ်၊သွားတိုက်တယ်၊ခေါင်းဖိတယ်၊စာရေးတာတွေမကဘဲနဲ့ကွန်ပျူတာကီးဘုတ်ကိုပါမိနစ်အနည်းငယ်အတွင်းစလုံးမြောက်များရှိုင်းနိုင်တဲ့အထိမြန်ဆန်လာအောင်လေ့ကျင့်ခဲ့ပါတယ်။သူမရဲ့ကြိုးစားမှုကဘလောက်ထိအစွမ်းထက်လဲဆိုရင်ကျမတို့တာမန်လူတွေတောင်မောင်းရခက်တဲ့မော်တော်ကားကိုခြေထောက်နှစ်ဖက်တဲနဲ့ကျွမ်းကျင်စွာမောင်းနှင်နိုင်ခဲ့ပါတယ်။ဒါရမင်းလားဆိုတော့မဟုတ်သေးပါဘူး။သူမဟာအသက်14နှစ်မှာတိုက်ကွမ်ဒိုကစားခဲ့ပြီးတော့တိုက်ကွမ်ဒိုအသင်းရဲ့သမိုင်းမှာပထမဆုံးလက်မပါပဲခပတ်နဲ့ရရှိခဲ့တဲ့အမျိုးသမီးတူလည်းဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာရေကူးတာလှိုင်းစီးတာကအစသူမမလုံးနိုင်တဲ့အရာဆိုတာမရှိသလောက်ဖြစ်လာခဲ့တယ်ပေါ့နော်။ဒါပေမဲ့ Jessica မှာအကြီးမားဆုံးနဲ့အချောင်းညွှန်မှုတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့အမြင့်ကြောက်တာနဲ့လေရင်စီးရမှာကြောက်တာပေါ့နော်။သူမဟာငငယ်ကလေးကလေရင်စီးလို့ရှိရင်အမြဲတမ်းမျက်စိမှိတ်ပြီးတော့ကြောက်နေတတ်တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့သူမကငါကြောက်နေတဲ့အရာကိုငါကိုယ်တိုင်ရင်ဆိုင်မှဖြစ်မယ်ဆိုပြီးတော့သူလေရင်မောင်းတာကိုတင်ရမယ်ဆိုပြီးတော့ထူးထူးဆန်းဆန်းဆုံးဖြတ်လိုက်တယ်ပေါ့နော်။ဒီစကားကိုကြားတဲ့အခါမှာလူတွေကတော့ရှိကြတာပေါ့။လက်ရှိတဲ့သူတောင်လေရင်မောင်းလိုင်စင်ရဖို့အသေးလဲစူးစမ်းရတာလက်မပါတဲ့မိန်းကလေးတစ်ယောက်ကလေရင်မောင်းမယ်ဆိုတော့ဒါပဲလေရင်တင်တန်းချောင်းကမှသူမကိုအခွင့်မပေးချင်ကြဘူးပေါ့နော်အန်ဒီရများလွန်းတယ်လို့လည်းဒါထင်ကြလို့ပေါ့ဒါပေမဲ့ Jessica ဟာအရှုံးမပေးဘဲနဲ့လေရင်ဆရာတယောက်ကိုအဖော်ဆက်ပြီးတော့စတင်သင်ယူခဲ့ပါတယ်တာမန်လူတွေထက်3ဆမကပိုပေးပြီးတော့အချိန်ပေးလေ့ကျင့်ခဲ့ရတယ်လေထဲမှာလေပြင်းတွေတိုက်လို့လေရင်တုံခါတဲ့အခါတိုင်းမှာခြေထောက်ကျွတ်သားတွေနာကျင်ကြိုက်ခဲလာတဲ့အထိဒါသွေးတွေချွေးတွေမျက်ရည်တွေနဲ့ရှင်းပြီးတော့စူးစမ်းခဲ့ရပါတယ်နောက်ဆုံးမှာ3နှစ်တာအပြင်းထန်စူးစမ်းပြီးတဲ့နောက်မှာတော့2008ခုနှစ်မှာတော့ Jessica ဟာ American လေကြောင်းဦးစီးဌာနကတရားဝင်အသိအမှတ်ပြုထားတဲ့ကမ္ဘာပထမဆုံးလက်မပါဘဲနဲ့ခြေထောက်နဲ့လေရင်မောင်းနဲ့လိုင်စင်ရလေရင်မှုဖြစ်လာခဲ့ပြီးတော့ Greenwich စံချိန်ကိုပါတင်နိုင်ခဲ့ပါတယ်။ဒီကနေ့မှာတော့ Jessica Cop ကလေရင်မှုတစ်ယောက်တည်းမကဘဲနဲ့ကမ္ဘာပတ်ပြီးတော့လူတွေကိုစိတ်သက်ခွန်အားပေးနေတဲ့ကမ္ဘာကျော်ဟောပြောသူတစ်ယောက်လည်းဖြစ်နေပါပြီ။သူမကကမ္ဘာပေါ်ကမတန်မစွမ်းကလေးတွေကိုတွားရောက်တွေ့ဆုံပြီးတော့စိတ်သက်ခွန်အားတွေလည်းပေးလို့ရှိပါတယ်။သူမအမြဲတမ်းပြောလို့ရှိတဲ့စကားတစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူမကလက်မရှိတဲ့အတွက်သူမကိုလူတွေကမတမစွမ်းလို့ထင်ကြရဲပေါ့ဒါပေမဲ့တကယ်မတမစွမ်းဘူးဆိုတာကိုယ့်ရဲ့စိတ်ထဲမှာငါမလုံးနိုင်ပါဘူးဆိုတော့ကိုကန့်သက်ပိတ်လောင်ထားတဲ့အတွေးပဲဖြစ်တယ်တဲ့အဲ့တော့ Jessica Cop လိုမျိုးအမျိုးသမီးတောင်မှပဲဒါသူမရဲ့အိမ်မက်တွေကိုအရှုံးမပေးဘဲနဲ့ကောင်းကင်ရန်ကြီးကိုစိုးမိုးနိုင်တယ်ဆိုလို့ရှိရင်အင်္ဂါစုံလင်ပြီးတော့အခွင့်အရေးတွေရှိနေသေးတဲ့ဒါဘဝတွေမှာပေါ့နော်ကိုယ့်ရဲ့အိမ်မက်တွေကိုလွယ်လွယ်ကူကူနဲ့လက်မလွတ်ဖို့အတွက်အကြံပေးချင်ပါတယ်ရှင်နောက်ပြီးတော့ဘဝမှာအခက်အခဲတွေနဲ့ကြုံလာရတိုင်းပေါ့နော် Jessica ကိုသတိရပြီးတော့ခွန်အားတွေယူပြီးတော့ရှေ့ဆက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ Jessica Cop ရဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်ဆုံးနေ့ထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေနော်